အလုပ်တွေလုပ်တဲ့အခါမှာရေတိုနဲ့ရေရှည်အောင်မြင်မှုကိုစ조사တဲ့အခါမှာကိုယ့်ကိုယ်စီကံသတ်မှတ်ပြီးတော့ပုံမှန်တိုင်းလေးပဲလုပ်သွားပါမပြတ်မကွက်ဖြည်းဖြည်းနဲ့မှန်မှန်တက်လုံကောင်းကောင်းနဲ့ပုံမှန်တိုင်းသွားနေရဘာဖြစ်လို့လဲကျွန်တော်တို့ကအတကုံလောက်တာနဲ့ပုံမှန်လောက်တာနဲ့အကွာတယ်လို့ပုံမှန်ပြေးတာနဲ့အတကုံပြေးတာဒါတွေကဘယ်ပေါ်မှာမူတည်တယ်လဲဆိုတော့ကိုယ့်ရဲ့ပြေးလမ်းပေါ်မှာမူတည်ပြေးမဲ့လမ်းကတာတိုလားတာရှည်လားတာဝေးလားမာရသွန်ပြေးမှာလားရေတိုလေးပြေးမှာလားတချို့ကိစ္စတွေမှာအတကုံလောက်ပြီးမြန်မြန်ဆန်ဆန်ပြီးဖို့လိုတယ်လို့တချို့ကိစ္စတွေမှာရေရှည်ပုံမှန်တိုင်းလေးတက်လုံကောင်းကောင်းနဲ့ဒါမှကြာပြေးနိုင်အတကုံပြေးရင်မြန်တော့မြန်တယ်သို့တော့အကြာကြီးမပြေးနိုင်ဘူးအဲ့ကိုလုံးမဲ့အလုပ်ကအကြာကြီးလောက်ရမယ့်အလုပ်လားအတကုံပြောရမယ့်အလုပ်လားဒါကိုသိဖို့လို့ live တရားလွှင့်မယ်ဆိုရင်တပုတ်နိုင်ပေါင်း100 live အပုတ်ပေါင်း100 live အပုတ်ပေါင်း100ကိုတနေ့တည်းနဲ့အတကုံပြောလို့လည်းမရဘူးနေ့တိုင်းမှာနားတန်းပြောလို့လည်းအဆင်မပြေနိုင်ဘူးရေရှည်ပုံမှန်တိုင်းလုပ်ရင်ရောက်တင်ရောက်ထိုက်တဲ့အချိန်မှာရောက်လာလေပြေးတင်ပြေးထိုက်တဲ့အချိန်မှာပြေးလာလေတချို့သောကိစ္စတွေမှာအပြင်းအထန်လောက်တာတော့အသေးအထန်လောက်တာတော့အတကုံလောက်တာတော့ဆိုတာမလို့အဲ့လိုအပြင်းအထန်အသေးအထန်အတကုံလောက်တိုင်းလည်းထိရောက်လာဆိုတော့လည်းမထိရောက်ဘူး